ဒီတိုင်းပြည်ပြန်လဲထူထောင်ရေးနဲ့ပတ်သက်ပြီးတော့ကအခုကျွန်တော်တို့ရှင်းနေရတဲ့အခြေအနေနဲ့အင်မတန်မဲ့ခိုးနေကျွန်တော်တို့ဗမာပြည်ဒီစစ်ကြီးပြည်ရဲ့နောက်ဒီမမမြေကတပါပေါ်မဲ့ဟလာရှိတဲ့နိုင်ငံတွေတဲ့မဲ့ကျွန်တော်တို့ဗမာပြည်လို့နှခါဒီရဲ့နှခါနာပြစ်တဲ့ဗမာနိုင်ငံလို့မရှိသေးပါဘူးဟလာကျွန်တော်တို့တိုင်းပြည်ဂျပန်ဝင်လာတော့လည်းပဲစစ်မြေပြင်ဖြစ်တဲ့အေးလေကျန်းဝင်လာတော့လည်းစစ်မြေပြင်ဖြစ်အဲလိုမင်းနှခါနာဖြစ်တဲ့ဗမာပြည်အင်မတန်မဲ့စီးပွားရေးနဲ့ပြည့်စည်နေအေးလေးပြင်မဲ့လည်းပဲစီးပွားရေးပြည့်စည်အေးလေးပြင်မဲ့စီးပွားရေးပြည့်စည်တော့အေးလေးလူမျိုးတွေကတော့ဒီမှန်ခိုင်းနေပါရင်းစိတ်တော့ကြားနေတာမဟုတ်ဘူးပေါ့လေဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်နဲ့ဆိုင်တော့အင်မတန်ကိုတစ်နှစ်ပိုကောင်းနေတယ်အဲ့ဒါတွေနဲ့လုပ်ပြီးချွေးချေတာတာနဲ့နောက်50ခုနှစ်ကြားတဲ့ခါကျလို့ရှိရင်ချောင်းလဲတကယ်ချောင်းလဲလာအောင်ဆိုပြီးကြိုးစားနေကြအစစ်တမ်းပြည့်နဲ့မြအောင်ဆိုပြီးကြိုးစားနေကြဆိုဗီယက်ယူနီယံမဲ့ဆိုရင်လည်းဒီကြီးပြည်ရင်ပြည်ချင်းဘာနဲ့စီမံကိန်းဆိုတာလောက်ပြီးတော့ခါတဲ့အခုချိုးချံမှုတွေလုပ်နေကြတယ်ဆိုဗီယက်ယူနီယံမဲ့ရှေးကလို့သားရဆောက်ရနေရထဲရမရှိတော့ဘူးဟဲ့လားဘာဖြစ်လို့လဲဆိုရင်စစ်တောင်အမတန်နဲ့ပြည့်စည်တဲ့အတွက်ပြန်ပြီးတော့ထွေတာရတဲ့အခြေအနေမျိုးပြန်ရောက်လာဟဲ့လားအဲဒီလိုဖြစ်နေကျွန်တော်တို့ဗမာပြည်တော့ဒါနိုင်ငံခြားထွက်ကြည့်မှခင်ဗျားတို့သိဟဲ့လားဟိုစစ်ပြည်နေတော့ကကျွန်တော်ဂျပန်ပြည်ရောက်ဘူးတဲ့ဂျပန်ပြည်ရောက်ပြီးတော့ဂျပန်ပြည်ကလူတွေတုတ်တုတ်ဗမာပြည်လိုဝါဝါနဲ့ပေါင်းပေါင်းများများမစားအခုဟိုတင်ကြပဲပေါင်းပေါင်းများမိုးရဘူးစားစားတဲ့နေရာမှာပေါင်းပေါင်းများများမစားရဘူးနေရတဲ့နေရာမှာတတ်တရနေရဒါတော့အဲ့ဒါတော့ကစစ်ချေလာများလောက်ထားတဲ့အတွက်တတ်တရနေရကျွန်တော်တို့ပြည်ကတော့အဲ့ဒီလိုမဟုတ်ဘုံဘောလို့ဟောစားတော့နေတိုင်းနေကြတာပဲကြက်တယ်ဆိုတဲ့ဆွဲရတယ်အဲ့ဒီတိုင်းနေကြတာဟိုတုန်းကတော့ဂျပန်ပြည်ဟာတစ်နှစ်မကောင်းလို့ဒီလိုတက်တဲ့နေရာခနာရဲလို့ကျွန်တော်စိတ်ထဲအောက်မေ့အခုဒီစီကြီးပြီးတော့ကျွန်တော်လိုက်ကြည့်ဒါတည်းမလဲဖတ်ဒါတည်းမလဲဖတ်ကိုယ်တိုင်လည်းနေလာတယ်နိုင်ငံကြီး